ဒီကောင်မလေးကတော့ပြောတိုင်းအမှန်တကယ်ဖြစ်လာတဲ့ထူးဆန်းတဲ့စွမ်းအားကြောင့်ပဲသူမရဲ့ဘိုးဘွားတွေကသူမကိုမိတ်ဆာလို့တတ်မှတ်ပြီးအမေနဲ့အတူအိမ်ပေါ်ကနှင်ချခဲ့ကြပါတယ်လမ်းဘေးရောက်သွားတဲ့အခြေအနေမှာတော့သူမကတော့အမေကိုအားပေးခဲ့တယ်ကျမတို့မှမကြခင်အိမ်တစ်ကြီးရတော့မယ်ပြောလိုက်ပါတယ်မယုံနိုင်စရာကောင်းတာကသူမပြောပြီးစက္ကန့်ပိုင်းတွင်းမှာပဲမြေကွက်ပိုင်ဆိုင်မှုစာချုပ်တွေသူမတို့ရှိကိုကောင်းကင်ကနေကျလာခဲ့တယ်သူမအမေကကြောင်အန်းနေတော့မှပဲသူမကလက်ချောင်းလေးတစ်ချက်ခောက်လိုက်ပြီးအမေအတွက်ကားကောင်းကြီးတစ်စီးလဲရစေရမယ်လို့ပြောလိုက်ပြန်ပါတယ်ချက်ချင်းဆိုသလိုလမ်းမပေါ်မှာစိန်ခံကားတစ်စီးပေါ်လာပြီးကားနောက်ဖုံးထဲမှာလည်းငွေသားတွေအပြည့်ပါလာခဲ့ပါတယ်သူမတို့ပြောနေတော့မှပဲလူမိုက်တစ်ယောက်က CEO တယောက်ရဲ့ကားကိုတမင်တိုက်ပြီးငွေညစ်ဖို့စူးစမ်းနေတာကိုမြင်လိုက်ရပါတယ်ဒါဟာလိမ်လည်မှုဆိုတာသိနေတဲ့သူမကဝင်သားလိုက်ပြီးအဲ့ဒီလူမိုက်ကိုနင်ကန်ဆိုးတော့မယ်လို့ပြောလိုက်ပြီးမကြပါဘူးအဲ့ဒီလူဟာလှေကားပေါ်ကပြုတ်ကျရုံနဲ့မကပဲလမ်းဘေးကဆိုင်းပုံးနဲ့ပါအတိုက်ခံလိုက်ရတယ်ဒါကိုမြင်သွားတဲ့ CEO ဟာမှင်သက်သွားခဲ့ရပါတယ်သူမကအဲ့ဒီ CEO ကိုဘေးကင်းစေမဲ့အဆောင်လက်ဖွဲ့တစ်ခုပေးခဲ့ပါတယ်ဒါပေမဲ့အိမ်တစ်ကိုရောက်တဲ့အခါတခုခုမကောင်းတာဖြစ်တော့မယ်လို့သူမအာရုံရခဲ့ပါတယ်လိုက်ရှာကြည့်လိုက်တော့အိမ်ကြီးတအိမ်ထဲမှာလဲကျနေတဲ့အဖွားအိုတယောက်ကိုတွေ့လိုက်ရပါတယ်အိမ်ဖော်ကဆေးတိုက်ဖို့စူးစမ်းပေမဲ့သူမကအဲ့ဒီဆေးပလင်းကိုလူယူပြီးဖျက်ဆီးပစ်ခဲ့ပါတယ်တကယ်တော့ပြဿနာကအဖွားကိုဆွဲထားတဲ့ဆွဲသီးမှဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲ CEO ရောက်လာပြီးသူမကအဖွားကိုရန်ပြုတ်နေတယ်လို့ထင်သွားခဲ့ပါတယ်သူမကဒါကိုတက်တည်ပြဖို့ဒီဆွဲသီးကအခုပဲကွဲသွားလိမ့်မယ်လို့ပြောလိုက်တဲ့အခါဆွဲသီးကတကယ်ပဲအကွဲသွားပြီးအဖွားကိုလည်းနိုးလာခဲ့ပါတယ်အဖွားက CEO ကိုစူပူပြီးသူမကိုအိမ်ပြန်ပို့ခိုင်းခဲ့ပါတယ်ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူး CEO ကသူမကိုအိမ်ပြန်ပို့တဲ့အချိန်မှာသူမအမေနဲ့ထိတ်တိုက်တွေ့သွားခဲ့ကြပြီးသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်မြင်လိုက်ရတဲ့အချိန်မှာလှုပ်ဝက်ချက်တွေရှိနေကြသလိုထိတ်လန့်သွားခဲ့ကြပါတယ်